အိမ်လေးပြီးစီးမှုတစ်ဖြတ်ပေါ့နောက်ကအပင်ကြီးကတော့ဒူးရင်းသီးပင်ကြီးပါအသိတော့မသိသေးဘူးဟိုဆိုင်ရဲ့ဆိုင်ပုတ်လေးကအိမ်အဝင်ပေါက်ဝမှာထောင်ထားပါတယ်နော်စောင်းဝေးရဲ့ဆိုင်လေးဝင်းတကားပြီးဒူးရင်းပင်ကြီးကတော့ရှိပါတယ်ဒီအပေါက်ဝခန်းကော်ပင်ကြီးကတော့ခုတ်ပလိုက်ရပါပြီဒီနေ့ခန်းကော်ပင်ကြီးခုတ်ပလိုက်ရတဲ့အတွက်အရာနှမျောပါတယ်စောင်းဝေးရဲ့ဆိုင်လေးပါအမှတ်81အရှိလန်းတစ်တန်းလန်းကျဲလာစီဆက်30မြို့အတွင်းမိုင်းလေးတွေလည်းခေါင်းဝင်လေးတွေမျိုးစုံချိတ်ထားပါတယ်ဒါရာနာစီဘူးလေးတွေပါဟိုကအိမ်နောက်ဖက်ပါဒါအခန်းလေးပါဒါအရှိဘက်ပါဒါအတွင်းဘက်ရာသီဥတုပူနေတော့အလင်းရောင်လေးရှိတော့ရိုက်ထားတယ်နောက်မို့ဆိုအိမ်ကမောင်းနဲ့မိုးတွေအော်ဒါအဝင်းဆိုင်ဘက်ကမျက်နှာစာအဝင်းနဲ့ဆိုင်လျှောက်လန်းလေးတွေလောက်ထားပြီခုမှအစိုးရရှိသေးတယ်စပြစီမျိုးစုံလိုက်ကွင်းပစ္စည်းမျိုးစုံတန်လွင်စီရာနာတနခရန်ကောင်းပါတယ်ရာနာစီကလည်းအရန်ကောင်းပါတယ်เนาะနာမည်ကြီးနေတဲ့ဟာလေးတွေပါတန်လွင်စီကတောက်လို့လည်းရပါတယ်လူးလို့လည်းရပါတယ်เนาะဒါစကရက်စပြပန်းမွင့်စိမ်းဈေးလေးလည်းတက်တာပါတယ်ပစ္စည်းလည်းကောင်းပါတယ်2500ပဲရှိပါတယ်ဘူတလက်စပြဘူတလက်တနခဒါတမာခေါင်းလျှော်ရည်မြမအလားခေါင်းလျှော်ရည် A3 plus စံသားနှစ်စီစပင်ပါတာတွေကြက်ထားပြီးတော့အကုန်ကောင်းပါတယ် hair coat တနခါတုံးတွေလည်းရှိတယ်เนาะပန်းရောင်စားဘူတလက်စေအဝတ်အထည်မျိုးစုံအဝတ်အထည်မျိုးစုံတွေလည်းရှိပါတယ်အမအတွင်းမှာလည်းအကုန်ချိတ်ထားပါတယ်เนาะအတွင်းပိုင်းမှာလည်းအဝတ်အထည်တွေအကုန်မျိုးစုံချိတ်ထားပါတယ်နောက်ထပ်ကုန်ပစ္စည်းအသစ်တွေလည်းထပ်မံပြီးတင်ပါမယ်လာရောက်ဝယ်ယူအားပေးနိုင်ကြပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်နော်